ချစ်တဲ့သူရဲ့မြတ်တော်ကြပြလေးရေးထားတာကြပြလေးရွက်တည်လည်းဖြစ်သွားနိုင်တယ်ဒါတွေကတကယ်ရင်ထဲကလာတဲ့အကြောင်းအရာတွေပေါ့မသိအောင်တော့ပြောပြခြင်းတနည်းနည်းနဲ့ပေါ့ရာအားလုံးစမပြေတဲ့အကြောင်းတွေဘာကြောင့်ညာကြောင်းတွေအချက်ကြောင်းတွေမိသားစုကြောင်းတွေလူတွေကြောင်းတွေကိုအကြောင်းအရာအများကြီးပဲခုလက်ရှိကတော့မင်းကြောင့်မပြောချင်တော့လောလောဆယ်တစ်ချစ်တဲ့ကျူးရဲ့ခံပါTower B တန်ဝင်လေးကလှမ်းကြည့်ပြီးစကားလှမ်းပြောတယ်ကိုဖိုးဒီကဘာလုံးနေလဲအသေးလေးကွဲနေလာတယ်ဒီလိုပဲငင်းမိုင်းနေပြီးစဉ်းစားနေမိတယ်ပန်းမွေးရဲ့စကားပြောတယ်ဆိုတော့ပြန်ပြီးစဉ်းစားနေမိတယ်ငါတကယ်စိုက်ကိုဝင်သွားတာလားခဲစဉ်းစားရည်လည်းမတက်တော့ဘူးကောင်းထဲမှာမင်းအကြောင်းရလွဲတော့ဘာမှမရှိတော့ဘူးခဲမနဲ့အဲ့ရနိုးတော့လည်းမျက်နှာတစ်ဖို့ကမေးတယ်ချက်ချင်းလည်းငယ်ထိတ်တဲ့လက်ကိုလမ်းမကောက်ကရင်းနဲ့လမ်းလျှောက်ထွက်မင်းဘလို့ချစ်ခဲ့ရမလဲဆိုတာကိုအမြဲစဉ်းစားနေလေရဲ့အရင်လိုစင်မပြေတော့ဘူးမင်းဖေးတဲ့တီးသွားတော့ငါတို့ရှစ်ဆက်ရှောက်ရမယ်လမ်းလေးစင်မပြေတော့ဘူးပေါ့ဘယ်လေတဲ့ဝင်ရလာမြေတိုင်းလာနေတယ်မင်းလိုပဲတော့ပြားလေးစီရရဲ့တာတဲ့မင်းကြောင့်လေးငါတီးဆိုရင်ဒီလိုကပြားလေးတီးဆိုရင်red day ကိုယွန်းနေတဲ့အပီမာရှင်းတဲ့မျက်ရည်တွေကိုယောဂစီချရတဲ့အပူကဖီမပြချင်းမှုတလို့ပါအချစ်ရတဲ့တိတ်ကိုချစ်ရတဲ့ကျူးရဲ့ဒီတရားနဲ့မင်းကိုပြုစုဖို့တော့မင်းရဲ့ဖာရတော့အဓိကကြာတာပေါ့ငါခုဆိုချင်တဲ့လူကဟုတ်တယ်သူကပွင့်မှုပါငါဟာပန်းလေးတဲ့ဝင်းကိုခုဆိုချင်Poti ha feeling ကိုပြရဝင်ရောက်ခံစားပြီးတော့ freeze ရုပ်ပေးလိုက်ချင်း